အလုံးမမင်္ဂလာပါခိုင်လေးပဲဖြစ်ပါတယ်အခုပေါ့နော်ဒီမလေးစကားဗီဒီယိုကနေဘဟုတုတရအောင်ပေါ့နော်ဒီမလေးရှားမှာငပြောသီးကိုပေါ့နော်ပီဆန်းလို့ခေါ်တယ်ပေါ့နော်ငပြောသီးကိုပီဆန်းလို့ခေါ်တယ်ဥပမာပေါ့နော်ငပြောသီးကစိမ့်နေတယ်စားလို့မရသေးဘူးဆိုလို့ရှိရင်တော့သူတို့ကဘလုံးမာဆက်လို့ပြောရပေါ့နော်ဘလုံးမာဆက်ဆိုတာကတော့ပြောမယ်ဆိုရင်ဒါချက်ပြုတ်တာကိုပြောတာချက်ပြုတ်တာကိုမာဆက်လို့ပြောတာပေါ့နော်အဲ့တော့သူတို့ကအတိတ်ပဲပြန်ရင်တော့ဟိုမြန်မာတွေလူတီချာလျှောက်ပြန်တော့မချက်ရသေးဘူးဒါပေမဲ့အဲ့လိုပြောချင်တာမဟုတ်ဘူးပေါ့နော်သူကတာကျူကုတ်မာဆက်ဘလုံးမာဆက်တာကျူကုတ်မာဆက်ဆိုတာကတော့ပြောချင်တာကတော့စားလို့မရသေးဘူးပေါ့နော်လူသေးတယ်ပေါ့နော်တာကျူကုတ်ဆိုတာကတော့စားလို့မရသေးဘူးစားဖို့မလုံလောက်သေးဘူးပေါ့နော်အဲ့တော့တာကျူကုတ်မာဆက်ဘလုံးမာဆက်ဆိုရင်ဒါငပြောသီးကစိတ်နေသေးတယ်လို့ပြောတာပဲဖြစ်ပါတယ်ဒါကတော့ငပြောသီးကိုပီဆန်းပေါ့နော်စားလို့မရသေးဘူးဆိုတော့ဘလုံးမာဆက်တာကျကုတ်မာဆက်ဒါမျိုးပြောတယ်ပေါ့နော်မာဆက်ဆိုတာကတော့ချက်ပြုတ်တာကိုပြောတာပဲဖြစ်ပါတယ်ဒီမှာပေါ့နော်ဒါကတော့ငပြောသီးကိတ်ပေါ့နော်ဒါကတော့ငပြောသီးကိတ်ဆိုတော့ပီဆန်းကိတ်လို့ပဲခေါ်တယ်ပေါ့နော်ငပြောသီးကတော့ပီဆန်းအဲ့တော့ငပြောသီးကိတ်ဆိုလို့ရှိရင်ပီဆန်းကိတ်ပေါ့နော်ဒါငပြောသီးကိုပြောတာပဲဖြစ်ပါတယ်ဒါကတော့ငပြောသီးပေါ့နော်ဒါအိမ်မှာရှိတဲ့ဟာလေးတွေကိုပြပေးရပဲဖြစ်ပါတယ်ဒါကတော့အုံတို့ဒါကတော့အုံတို့ပေါ့နော်အုံတို့ဆိုတော့ဘယ်လိုခေါ်လဲဆိုတော့စံတန်းလို့ခေါ်တယ်ပေါ့နော်အုံတို့ဆိုဒီမှာသူရေးထားတာကတော့စံတန်းပေါ့နော် SANTAN စံတန်းပေါ့နော်ဒါစံတန်းဆိုရင်အုံတို့အုံသီးကိုကြတော့သူဒီမှာရေးထားတယ်ကလာပပေါ့နော် KELAPA ကလာပဒါဆိုလို့ရှိရင်အုံသီးကိုဆိုရင်ဒီမှာကလာပပေါ့နော်အုံတို့ဆိုရင်တော့စံတန်းပေါ့နော်ဒါကတော့ဒါအုံတို့ဘူးကိုပြတာပဲဖြစ်ပါတယ်ဒီအုံတို့ကြတော့ဒီမှာကလာပလို့ခေါ်ပြီးတော့သူနဲ့အနီးဆက်ဆုံးကခေါင်းပေါ့နော်ဒီခေါင်းကိုဆိုလို့ရှိရင်တော့ကပါလလို့ခေါ်တယ်ပေါ့နော်ခေါင်းကိုဆိုရင်တော့ကပါလအုံသီးကိုဆိုရင်တော့ကလာပဒါကတော့မှားတယ်ပေါ့နော်ကျမလိုမျိုးဟိုတကနေ့ကဟိုမှားပြီးတော့လေရောင်ပြီးတော့မှားပြီးတော့ပြောမိတယ်လို့မျိုးပေါ့နော်ဆိုတော့အစင်မပြေဘူးပေါ့နော်ဟိုအုံသီးဆိုင်မှာသွားပြောလေသိရမလားကလာပစာတူလို့ပြောမယ်ဟာကလာပစာတူလို့မပြောဘဲနဲ့ကပါလစာတူခေါင်းတစ်လုံးလို့တော့ပြောမိတယ်လို့ဖြစ်မယ်ပေါ့နော်ဒါကတော့မှားတတ်တာလေးတွေကိုပြပြတာပဲဖြစ်ပါတယ်ဒါကတော့ငပြောသီးကိုဆိုရင်ပီဆန်းငပြောသီးကိုပီဆန်းပေါ့နော်ငပြောသီးကမမှဲ့သေးဘူးစိမ့်နေသေးတယ်ဆိုလို့ရှိရင်တော့ဒါဘလုံးမာဆက်ပြီးတော့တာကျကုတ်မာဆက်ပေါ့နော်မြန်မာတွေဆိုတော့ဘာမှမဆိုင်ဘူးလို့ပြောပြမှာဒါပေမဲ့ဒီမှာတော့သူတို့ရဲ့ဒါစကားပေါ့နော်မာဆက်ဆိုတာကတော့ချက်ပြုတ်တာကိုပြောတာပဲဖြစ်ပါတယ်ဒီမှာဒါကတော့ငပြောသီးကိတ်ကိုပီဆန်းကိတ်လို့ခေါ်တယ်ပေါ့နော်ဟုတ်ပြီနော်ပြီးတော့ဒီမှာဒါကတော့အုံတို့ဆိုရင်စံတန်းအုံသီးကိုဆိုရင်ကလာပဟုတ်ပြီနော်ကဲအားလုံးပဲဘိုင်